င်္ဂလာပါရှင်အခုဖြူနဲ့တူသမီးစားကြရအောင်အခုပေါ့နော်ဖြူဒီနေ့ချက်တာတရားပေါ့နော်ဘဲဥချင်းဟင်းရဲ့ပစုံရကြော်လေးရဲ့အတုအမြုပ်အစုံလေးရဲ့ဖြူအရန်ကြိုက်တဲ့ငပိချက်လေးရဲ့ပေါ့နော်ဖြူဒီနေ့သမီးစားကြမယ်ဖြစ်ပါတယ်ရှင်ကျေးဇူးတူအားလုံးလည်းဖြူနဲ့တူသမီးစားကြပါအောင်ရှင်ဝါရန်ကောင်းတယ်ဒီနေ့ကငပိရဲ့ချက်လေးရောပစုံရွက်လေးကိုစက်တုံဖြူလေးနဲ့မြုပ်ဒီစိန်လေးကြားရိုက်ပြီးတော့ချက်ဒီကငပိရရန်ကြိုက်တယ်ငပိတစ်ခွက်ကအသေးကြိုက်တာဟိုငငယ်လေးကငပိကိုကြိုက်တယ်ဟင်းကောင်းကြီးအလောက်မကြိုက်ဘူးငပိရဆက်ရပြီဆိုရင်ရန်ကြိုက်တာပစုံရွက်ကြောဝါဒါတော့ကျင်ငါသည်ဒါတော့ဖြူဒီနေ့ဘဲဥအချင်းဟင်းလေးချက်ရပေါ့နော်အရင်စားတဲ့အရင်ကြိုက်တဲ့ဘဲဥချင်းဟင်းဆိုရင်မိုးရင်းနေရောပဲအဲ့လိုမျိုးပေါ့နော်တွင်ပြနေတဲ့လူတွေအခုဖြူစားလို့မျိုးလေးပေါ့နော်လိုက်ပြီးတော့တုံးစားကြည့်ပေါ့နော်အရင်ကောင်းနေစားကောင်းနေဒါလေးတော့မင်းဖာရဲ့ဟိုကကျတော့စီးနေပါလေကောင်းတယ်ပေါ့နော်အဲ့လည်းဖြူလည်းကြိုက်တယ်ဒါလေးကိုကောင်းတယ်အဲ့လိုမျိုးကိုလေးပဲပြတ်လို့ရှိရင်အဲ့လိုမျိုးလေးအပြည့်ရဲ့ချက်လေးအဓိကပဲအပြည့်ရဲ့ချက်လေးအဓိကပဲဒီလိုကတော့ဟင်းကောင်းတွေတိတ်မမှတ်ဘူးအဲ့လိုမပြည့်ပဲတိုက်တယ်ကျန်ငါတိချင်းနဲ့အဲ့မှာကိုမြဲတယ်ဆွေးရကြောမပြည့်ရတိုးစရာစားတာများတာပေါ့နော်ဟင်းကောင်းတိတ်ပြီးတော့မစားရအရင်စားကောင်းတယ်စားကောင်းတယ်အရင်ပဲကျန်ငါဒီရန်ကြိုက်တယ်ဖြူ
င်းရက်ကွယ်အလုံးမနော်ဒီမျိုးဒီနေ့ထမင်းစားကြတာတော့လောက်ပါပဲရှင်အလုံးပဲမင်္ဂလာပါပါတယ်ဘိုင်ဘိုင်ဒီနောက်နေ့ကျမှပဲတက်ဆုံးတော့မယ်နော်